အားလုံးမင်္ဂလာပါကျွန်တော်လည်းတာဝန်ယူရတယ်ဘရိုကျွန်တော်ဒီနေ့မှာမက်ချစ်တွေပြောင်းအောင်ပါတယ်ပထမမက်ချစ်ကတော့ညကျွန်တော်ကစတုတ်ကန်းတော့ထိလာဆိုနည်းနည်းဒီဆန်းညနော်ပထမမက်ချစ်လေးတော့လောက်မယ်လားဆောင်ဟုတ်ကဲ့ဒီမှာနော်ခုနှစ်နော်ခုနှစ်ကနေကျွန်တော်တို့ခုနှစ်ငါလောက်ပြန်ညနော်ဘာမှဖြစ်သေးဘူးနော် Oh my goodness ခုနှစ်ငါဖြစ်သွားပါတယ်တဲ့ Okay ဒုတိယမက်ချစ်ကတော့ဘရိုကြည့်လိုက်ပြီလေဒုတိယမက်ချစ်အောက်ကတော့စတုတ်ကန်မှာနော်စတုတ်ကန်နဲ့နှိုက်လိုက်စီးလေးတဲ့ရညနည်းနည်းလေးများနေလားနည်းနည်းတော့ဆိုးလာဘရိုကြိုက်တဲ့ကတကယ်ရွေးလိုက်ဘရိုကြိုက်တဲ့ကတကယ်ရွေးလိုက်ဒီကရွေးရင်တော့ဒီကလေးဆိုရင်ဘရိုကြည့်လိုက်တော့မကြည့်တော့မျက်စိကိုပိတ်ထားတယ်နောက်ပြီးပြင်ထည့်လိုက်ဟုတ်ကဲ့ဒီလိုက်ပြင်ထည့်ပြီးတော့ဒီလိုလေးတော့ထားလိုက်လေဒီဥစ္စာလေးကိုနောက်ပြီးတော့နီးလိုက်လေဘရိုမနော်ကြောင်ကြည့်ထားတော့မမဘရိုရွေးထိုက်ကဒီကြက်မလားကျွန်တော်မချူနော်ဟိုက်ဟိုအကုန်လုံးလေးတွေမဟုတ်မိုက်အလဲလေးမဟုတ်ညလာပြောင်းနေတာမောမိုက်နဲ့ရတာကျွန်တော်မချူနော်โอเคဒီမက်ချစ်တွေကအကုန်လုံးပြသွားပြီဆိုရင်နောက်ဆုံးမက်ချစ်ပဲပြရမယ်ဘရိုကျွန်တော် like and subscribe လုပ်ရနော်ဘရိုညဘက်ကျဘရိုတို့နားကိုနော်ကျွန်တော်တို့မလုပ်ပါအဲ့လိုလုပ်ပြလိုက်ပါနော်like subscribe လုပ်ပြရမယ်မတော့ရင်နော်မသိဘူးမโอเคနောက်ထပ်မက်ချစ်ကိုကျွန်တော်ပြမယ်အဲ့ဒါတွေကပျောက်သွားတဲ့ဥစ္စာကြီးနော်ကနော်ဒီကကိုပျောက်သွားကျွန်တော်လုပ်ပြမယ်ဒီမှာကြည့်နော်တော့ဆိုရင်မလိုက်ရနဲ့ရော်ပျောက်သွားလို့ဟာပျောက်သွားရောဒီကိမနော်အဲ့ဒါပြန်ပေါ်လောင်ကျွန်တော်လုပ်ပြမယ်ပြန်ပေါ်လောင်ကျွန်တော်လုပ်ပြမယ်မနော်ဟာပြန်ပေါ်လာခဲ့ပြီဒီကိကိုကျွန်တော်ပျောက်သွားလုပ်ပြမယ်နော်ကလေးပြောင်းသွားလို့ရပါတယ်ဒီကလေးဒီရဲထည့်လိုက်ရနော်မနော်ရှိရနော်ကကရှိပြီတော့လို့ပြီးတော့ကျွန်တော်ဒီမလေးလို့ပြီးတော့စပါနေမရှိတော့ဘူးပြီးသွားပြီဆိုတော့ပြမယ်နောက်ဆုံးမကြည့်မဟုတ်တော့ဒီကဘရို race လုပ်ပြမယ်IZZ race လုပ်ရမှာနော် race နဲ့ကြောင်းလုပ်ပြမယ်ဘရို comment လေးလဲလိုက်ကျွန်တော်တက်က73နှစ်မြို့ချစ်တဲ့တက်လုံးလဲနောက်တစ်ခုကျွန်တော်ဆက်ဆိုပထမမြို့ချစ်ထားတာလဲအဲ့ဆိုရင်တော့နော်မဟုတ်နော်အဲ့လိုဖြစ်ကုန်โอเคကျွန်တော်ကျူးညာတရားလေးရှိပါရဲ့အဲ့ဒါတော့ GS battery အဲ့ battery လေးအဖြစ်ကျွန်တော်အခု lighting နေပါရဲ့သုံးတဲ့ဟာလေးပါဟိုင်းထင်ရလိုက်ဒီဆိုရင်နော် GS battery လုံးလိုက်နောက်ပြီးဒီ clean ဆိုတာနဲ့GS battery ကတီးလောက်ထားတယ်တီးထွင်ထားတယ်လူ
နောက်ပြီးရင်ဒီဥစ္စာပလန်နဲ့ join ထားအာ GS အထရီနဲ့ join ထားဒါညင်နော် GS အထရီဒီတော့နောက်ဆုံးမက်ဂျစ်ပြန်ဒီဥစ္စာကိုကျတော့ပြရမယ်နော်မှာနော်ဒီဥစ္စာကိုအပေါ်မြောင်းလိုက်တာနဲ့ခဏပြန်ပါကြလားမလားတော့နောက်ဆုံးပတ်ဒီပြန်မယ်မိုက်ဒီဥစ္စာမြောင်းလိုက်မိုက်ဒီဥစ္စာမြောင်းလိုက်တာနဲ့ကြားလိုက်ဥစ္စာဒီဥစ္စာမဟုတ်ဘူးနဲ့တုံးကြလိုက်တယ်မယ်ကြားရမယ်နော်အနောက်ကလည်းဦးနိုပဲရေးထားတယ်မနော်အေးကြားလိုက်အော်မကြားလာသေးဘူးအော်ဟိုမှာကျွန်တော်မြောက်လိုက်တာရလေအမြင်ပဲရောက်ပြီအာကြားလိုက်အော်ကြားလာပြီဟာအရင်ကလေးပဲဒီနေရာကဆိုတော့အဲ့တော့ဟိုရောက်ဆိုရပိတ်